နောက်ရက်ညနေ၄နိုင်မှာတော့ပရာမာမှာရာသီဥတုကတတရရဖြစ်နေပါတယ်။လူတွေလည်းအများကြီးမရှိရမလို့တိတ်ဖို့အတွက်နေရာကောင်းပါပဲ။အဲလစ်လည်းအလှပဆုံးဖြစ်အောင်ပြင်ပြီးပရာမာကိုလာခဲ့တာပေါ့။ဒီနောက်ခုံတန်းလေးတစ်ခုပေါ်မှာထိုင်ပြီးနိုလန်စောင့်နေပါတယ်။ဒီနိုလန်ငါ့ကိုစွတ်တွေအတင်းတွေချိန်ပြီးဘာပြောမလို့လဲမသိဘူး။ရှင်အောင်ခုံလာတယ်လို့ပဲ။နေလုံးကြီးကတဖြည်းဖြည်းဝင်သွားတာမလို့အမောင်ဘက်ကိုနည်းနည်းစားရောက်လာပါတယ်။တဖြည်းဖြည်းနဲ့နေအလင်းရောင်ပျောက်သွားပြီးမှောင်မဲလာပါတယ်။ဒါပေမဲ့ချိန်ထားတဲ့နိုလန်ကရောက်မလာသေးပါဘူး။ကိုမိုးချုံနေပြီပြန်ရအောင်လေ။ပြန်မယ်လေးချစ်လေး။အတွဲတချို့တောင်ပြန်သွားပါပြီ။ညနေဘက်ကနေညဘက်ကိုရောက်လာခဲ့ပါပြီ။မိသီးတချို့ထွန်းထားတာမလို့အလင်းရောင်တော့ရနေပါသေးတယ်။ဟာသူဘာလို့မလာသေးရလဲ။ဘာကြီးလည်းမသိဘူး။အဲလစ်ကအချိန်ကြာကြီးစောင့်လိုက်ရပေမဲ့နိုလန်ကတော့ပေါ်မလာပါဘူး။နောက်ရက်ကတော့ကျောင်းဖွင့်ရက်ဖြစ်တာမလို့ဆီယာမလည်းစားတဲ့နေပါတယ်။ကျောင်းပြတ်ဖို့မစင်းစားနဲ့နော်။စာမေးပွဲကနီးနေပြီ။ကျောင်းမပြတ်နဲ့ဆိုမှနိုလန်တယောက်ကျောင်းလာတာကိုမာတစ်လည်းတတိထားမိသွားပါတယ်။ဒီနောက်အတန်းနာချိန်မှာတော့အဲလစ်ကဘမလဲနိုလန်အဲ့ဒီကောင်ဘမလဲအဲ့ဒီကောင်အစိမ့်လက်ဖဲ့စားချင်နေပြီသူဘမလဲငါမသိဘူးအဲလစ်တကယ်ပြောတာငါဘာမှမသိဘူးဟာနနလဲမာတစ်နင်နိုလန်ဖွက်ထားလားငါဘာလို့ပတ်ထားမလဲငါမနိုင်ပြောနေရငါဘာမှမသိဘူးသူကြောင်းမလာဘူးဟာငါဖုန်းဆက်သေးတယ်သူဖုန်းလည်းမကိုင်ဘူးဟုတ်တယ်အဲလစ်ငါလည်းနိုလန်စီကိုဖုန်းဆက်သေးတယ်သူမကင်ဘူးဟာတခုခုဖြစ်နေလားမသိဘူးအဲလစ်ကတော့ဒေါသထွက်နေတော့မှဒီကောင်ငါ့ကိုမျက်နှာချင်းမဆိုင်ရဲလို့နေမှာပေါ့အလကအဗလာကောင်โอเคလေသူပဲနေထိကြောင်းပြတ်နိုင်မှာလဲတနေ့တော့ပေါ်လာမှာပဲဒီပါအဲလစ်တူအနေဘာလို့လဲမပြောချင်ငါသူ့တတ်ချင်ရပဲသိတယ်သူ့တတ်မှသိချတယ် Oh shit အဲလစ်ကစိတ်တုန်နေအကြောင်းဆက်ကောင်းလိုက်တာဟာအဲ့လိုနဲ့နောက်တရက်ရဲ့ကျောင်းစင်းချိန်ကိုရောက်လာပါတယ်ဒီနေ့တော့ဒီလောက်ပဲတပည့်တို့ရေအိမ်စာပေးလိုက်တယ်နော်ဆီယာမကထွက်သွားပါတယ်အပြင်ဖက်မှာတော့အဲလစ်ကနိုလန်ကိုချောင်းနေတာပါနိုလန်ကျောင်းလာလားမလာဘူးလားစစ်ဆေးနေရပါဒါပေမဲ့နိုလန်ကျောင်းမလာပါဘူးနူလေနင်ပါတိနေရလေကွာအဲလစ်ကမနေနိုင်မထိုင်နိုင်အတဲနဲ့ထိပြေးဝင်လာပြီးဘမလဲနိုလန်အကောင်ဘမလဲအဲလစ်ကမာတစ်ကိုလူတွေအများကြီးကြားထဲမှာလေပင်းကိုညှစ်ထားတာပါအဲလစ်နိုလေဒီနေ့လေဂျမ်လာဘူးဟာဟုတ်တယ်ဟာငါမလိမ်ဘူးတကယ်မလာတာသူမနေ့အစောငါဖုန်းလည်းမကိုင်အခုလည်းစပိတ်ထားတယ်ငါနေမလေးရပါအဲလစ်ယာအဲလစ်နိုလန်ဒီနေ့လည်းကြောင်းမလာဘူးဟာသူဘမနေတာလဲနင်သိရမလားမသိဘူးအဲလစ်ငါတော့ကြောင်းမှာပဲပေါင်းတာအဲလစ်လည်းအတော်စိတ်ပြတ်သွားခဲ့ပါတယ်အဲ့လိုနဲ့နောက်ရက်ကျောင်းစင်းချိန်ရောက်လာပါတယ်โอเคတပည့်တို့ရေဒီနေ့တော့ဒီလောက်ပဲနော်မနေ့ပြန်စာမေးပွဲနေနော်အဲ့တော့ဒီနေ့ညစာအုပ်သိချလောက်ကြစာမေးပွဲကြရင်မိဘခေါ်မှာမာတစ်လည်းနိုလန်ကလုံးဝပေါ်မလာတော့တာမို့စိတ်အတော်ပူသွားပါတယ်ဆီယာမနူလန်ဂျမ်လာတာဘာလို့လဲဗျဆီယာမတီလာသိရလေဘာလို့လဲအဲ့နာမှာတော့အဲလစ်တို့လည်းရှိနေပါတယ်ဒါပေမဲ့ဆီယာမပြောပြလို့မရဘူးဘာလို့လဲဆိုတော့သူမိဘတွေကဒါဘသူ့ကိုမှမပြောရဘူးလို့ပြောထားတယ်မင်းတို့စိတ်ပူနေတယ်ဆိုတာဆီယာမသိပါတယ်ဒါပေမဲ့ဒါကိုပြောလို့မရဘူးဆီယာမမှာပြောခွင့်မရှိဘူးဆီယာမကအပြက်အသက်ညင်းပြီးထွက်သွားပါတယ်နနာကတော့နိုလန်ဘာဖြစ်နေလဲမသိဘူးဟာအဲလစ်ကတော့စိတ်တူနေတာကနေစိတ်ပူတာဖြစ်ကိုပြောင်းသွားပါပြီအဲလစ်တခုတော့ရှိတယ်ဟာနိုလန်ရဲ့အမေနဲ့အော်လိုကက်ရဲ့အမေကတငယ်ချင်းတွေဟာအဲ့တော့နိုလန်ဘာဖြစ်နေလဲဆိုတာအော်လိုကက်ရဲ့အမေသိမှာပဲအဲ့ဒါဆိုအော်လိုကက်ကိုမင်းရပြီဟာဒီလိုနဲ့ကျောင်းစင်းချိန်မှာတော့အော်လိုကက်ကပြန်သွားပါတယ်အဲလစ်တို့အဖွဲ့လည်းအော်လိုကက်နောက်ကိုလိုက်သွားတာပေါ့နေဦးအော်လိုကက်စောင့်အောင်ဟာအိုးဟိုင်းအဲလစ်ဘာဖြစ်လို့လဲဟာနင်တို့မျက်နှာတွေကဘလို့တွေဖြစ်နေရလဲအော်လိုကက်နင်နိုလန်ဘာဖြစ်နေလဲဆိုတာသိလားဒီเจ้าကိုအစ်စ်ပြောင်းလာတာမကြသေးဘူးလေဟာခက်ချောချောနဲ့တယောက်လေနင်အမေနဲ့သူ့အမေကတငယ်ချင်းတွေလေနင်တို့မသိသေးဘူးလားသူစေးုံတက်နေရလေဘာစေးုံတက်နေရတယ်အဲလစ်တို့တစ်ဖွဲ့လုံးရှောက်ပါရသွားပါတယ်စေးုံမှာတော့နိုလန်တယောက်အဲလစ်နဲ့မတွေ့လိုက်ရလို့ဝမ်းနေနေရပါတနေ့ရကိုအကြိုင်းငေးနေရပါအဲလစ်တို့ဖွဲ့ကတော့အော်လိုကက်ကိုနိုလန်တက်နေတဲ့စေးုံကိုမေးပြီးပြေးသွားခဲ့ပါတယ်နိုလန်ဘေးမှာတော့သူ့အမေတယောက်ပဲရှိနေရပါအဲလစ်တို့လည်းစေးုံကိုရောက်လာပြီးဆီယာမတွေကိုမိန်းမြန်းစုံစမ်းနေရပေါ့နိုလန်ရဲ့အမေကတော့နိုလန်ကိုကြည့်နေပါတယ်အဲလစ်တို့လည်းနိုလန်ရဲ့အခန်းထဲဘက်ကိုတိသွားတာမလို့အမြန်ပဲပြေးလာပါတယ်အဲ့လိုနဲ့အဲလစ်တို့အဖွဲ့နိုလန်ရဲ့အခန်းထဲကိုရောက်လာကြပါတယ်ဒီလိုနဲ့အပြင်ကိုရောက်လာပြီးနိုလန်နဲ့အဲလစ်နှစ်ယောက်တည်းစကားတွေပြောကြတာပေါ့အဲလစ် sorry ပါဟာငါအဲ့ဒီနေရာမလာနိုင်လို့စိတ်မကောင်းပါဘူး
နင်ငါ့ကိုစိတ်ပြတ်မယ်ဆိုတာငါသိပါတယ် နင်ဘာတွေဖြစ်နေလဲနိုလန်ဘာလို့ဆေးရုံတက်ရတာလဲ ငါမှယောဂတစ်ခုရှိတယ်ဟာအဲ့ဒါ Friedrich ataxia လို့ခေါ်တယ်အဲ့ဒီယောဂငါ့ကိုလမ်းလျှောက်ဖို့ခက်အောင်ဖြစ်တဲ့ထိစိုးကျိုးရှိတယ်ရှင်းပြောရရင်အောက်ပိုင်းတည်သွားနိုင်တယ်အခုဆိုရင်ငါအောက်ပိုင်းတစ်ခုလုံးကထိမ့်မရတော့ဘူးနောက်တစ်ပတ်ဆိုရင်တော့ခွဲခန်းဝင်ရတော့မယ်တကယ်လို့မဝင်ဘူးဆိုရင်စောနာငါပြောသလိုပဲအောက်ပိုင်းတည်သွားမှာပဲပြီးတော့ငါယောဂတီဆေးရုံမှာတင်ကုလို့မရဘူးတခြားဆေးရုံပြောင်းရအောင်မယ်ဒီနေ့ကငါတီဆေးရုံမှာနောက်ဆုံးတက်ရတဲ့နေ့ပဲ Alice နင်ဘာလို့ငါတို့အစောမပြောခဲ့တာလဲဟာနင်ငါ့ကိုဘာလို့မပြောပြတာလဲနိုလန်ကမခိုးတရုတ်ရှိလိုက်ပြီး ငါတခြားသူတွေစိတ်ပူရတာမဖြစ်စေချင်ဘူးလေငါတယောက်တည်းပဲခံစားရတာပိုကောင်းပါလေအထူးသဖြင့်နင့်ကိုစိတ်မပူစေချင်ဘူးဟာနင်ပြောတာပဲငါမြင်ချင်တာ အဲလစ်ကတော့အရင်ကဝမ်းနေသွားပြီးငိုကြွေးနေခဲ့ပါတယ် ငါကြားလိုက်တာတော့ငါရဲ့ယောဂအခြေအနေက90ပဲအသက်ရှင်မလားသိရမလားငါလည်းမသိဘူး ဘာဘလို့ Alice တကယ်လို့ငါမလုံနိုင်ခဲ့ တုံလိုက်တော့နိုလန်အဲ့လိုမပြောပါနဲ့ဟာ Alice ငါနင့်ကိုချစ်တယ်ဟာ အဲလစ်လည်းကြောက်ရွံ့လို့ဖြစ်သွားပါတယ် ဒါနဲ့နင်ရောငါ့ကိုချစ်လား Alice ငါနင့်ကိုအဖြေပေးမယ်ဒါပေမဲ့နင်အသက်ရှင်ပြီးပြန်လာတဲ့ချိန်မှာငါဖြေပေးမယ်နင်အဲ့ဒါနားလေတယ်မလားနိုလန်လည်းအဲလစ်ပြောတာသဘောကျသွားပြီးပြုံးလိုက်ပါတယ်နိုလန်တယောက်ခွဲခန်းဝင်ရင်အောင်မြင်ဖို့မအောင်မြင်ဖို့က90ပါပဲဒါပေမဲ့အပိုင်းကိုကတော့တက်လောက်ပါပဲနော်နောက်ထပ်7သိန်းပိုင်းမှာပြန်ဆောင်ရပါရှင်